လာခဲ့စမ်းဟမ်ညငါဆောင်မှာရံဖြစ်ပြီးအော်ဟေးဆဲသူနေကြတယ်ဟာလားဒါအဆောင်ကမင်းတို့အိမ်မဟုတ်ဘူးโอเคဆက်လက်စမ်းဟဲ့လေ ဟောအဲ့ဒီအခန်းဟိုမှာအလောက်သွားကြတယ်လေအဲ့လေမြေဟိုမှာပေါ်ကြီးခတ်တာလည်းရှင်းမမြင်ဘူးလား ဟုတ်ဘယ်လင်းမြဲရံဖြစ်တာလဲ အော်ဟိုဘက်ထောက်ကနှစ်ခန်းလေမြေရံဖြစ်တာတော့ အေးလာခဲ့ဟမ်မင်းတို့အဆောင်မှုသဘောကောင်းရင်ကောင်းသလိုဟာလားဟဲ့လေမင်းတို့ထားခဲ့တော့ထွက်ခဲ့တော့ဟဲ့လာထွက်ခဲ့လားလာဖြစ်ဆဲသူလားလာခဲ့emotional damage မင်းတို့ပြောကြတယ်ဟမ်ငါအဆောင်မှာနေပြီးတော့မင်းတို့တညာလို့စူညာပွက်လို့ရပြီးရန်နေဖြစ်နေကြတာအဆောင်နာမည်ကိုပေးထားတာမင်းတို့သိတယ်နော်အေးရိတ်မုံလို့ပေးထားတာခုတော့စူညာပွက်လို့ရိုက်နေပဲဘာဖြစ်တာငါ့ကိုပြောသား ဘာဖြစ်ရမလဲစောင်းမှုရေသူတို့လင်မယားနေရပေါ့ညဘက်တွေဆိုအဲ့ပြာကိုတပတ်ပတ်နဲ့ဘာကြီးလုပ်နေကြမှမသိဘူး ဟဲ့နင်တို့လည်းမြင်ရလေညဘက်ဆိုတစ်ပတ်ပတ်နဲ့ဘာလုပ်နေတာလဲ ဟောအမလေးအဆောင်မှုရဲ့ဘာလုပ်ရမှာလဲတပတ်ပတ်နဲ့ဆိုတာကျမတို့ကချင်းကြိုက်လို့ချင်းရိုက်နေတာ အော်မင်းလည်းတစ်ပတ်ပတ်နဲ့ဆိုချင်းအဲ့လိုချင်းရိုက်တာတဲ့နင်တို့ကလည်း အဆောင်မှုရဲ့တပတ်ပတ်ဆိုတဲ့အတန်လောင်းနဲ့ကျမတို့ကပြောမနေဘူးအခုကအဲ့တပတ်ပတ်ရဲ့နောက်ကတပုတ်ပိုးဆိုတဲ့အတန်အဲ့ဒါဘာတန်လဲပြော ဟုတ်တစ်ပတ်ပတ်နဲ့နောက်ကတပုတ်ပုတ်ဆိုတဲ့အတန်ကြီးတဲ့အဲ့တပုတ်ပုတ်ကဘာတန်လဲ ဟောအဆောင်မှုရေအဲ့ဒါကျွန်တော်ဒီလိုရှိတယ်တနေ့ကိုကျွန်တော်ပဲကြည့်လို့ဝါတာအဲ့တော့ညရတော့ကျွန်တော်တပုတ်ပုတ်နဲ့ထောက်ရောအဆောင်မှုရေ အော်လေးလေတာ လေးလေးတာ အချီးပေါက်တာလေးကွာမင်းတပုတ်ပုတ်လည်းပေါက်မှာပေါ့ကွာမင်းတို့ကလည်းကွာဒီချီးပေါက်တာလေးကိုပြဿနာလာလို့တပုတ်ပုတ်လို့တော့ဖတ်မှာပေါ့ဟာ မင်းတို့ပြောလို့ပြီးပြီလား ပြီးပြီလေ အေးနေတို့ပြောလို့ပြီးငါတို့ပြောမယ် နေစမ်းမအောင်နေတော့ဒါလေးကြတော့အပြစ်နေနေပေါ့အေးနေတို့နှစ်ယောက်ရဲ့အပြစ်ကိုလည်းငါအဆောင်မှုကိုပြောမယ် ပြောဘာဖြစ်လဲကဲပြောတာဘာဖြစ်လဲ အဆောင်မှုတိုက်မယ်အဆောင်မှုရဲ့ တိုင်စမ်း အဆောင်မှုပဲစဉ်းစားကြည့်ပါအဆောင်မှုရဲ့